ကြတဲ့အခါစီးပွားဥစ္စာအဟုတ်မကြအောင်မကျမ်းမချမ်းသာပါလို့ဘေးရန်မဝဲကြံနိုင်အောင်ဆောင်နိုင်မြောက်မှာခொနရဲ့သားသမီးများနဲ့နတ်လူမြမခြေနာဥသောဘဂဝတာသာနာတာပတ္တတာရဟတာသမ္မာသမ္ဗုဒ္ဓေနာယခသံယုတ်တေအာလဝကသုတ်တံကာထကာရဗဂေတမေဝတ္ထုသမေကထင်္စဘာတိတံအာလဝိယံဗန္တိအာလဝကသယေခသဘဝနေအာလဝကံယေကံအာရဘဘာတိတံအာလဝကောဗန္တိယေခောဘဂဝန္တံဂါထာယဣဇဘာတိဟိန္ဒုဒဝေတံပုရိသတသေထံဟိန္ဒုသူစိဏံဒုက္ခမာဝတိဟိန္ဒုအဝေသာဓုတရံရသာနံကထံဇီဝိဉ္ဇီဝိတာမဟုသေထံတိသာသမိံဗန္တိဝတ္ထုသမိံသာတိတာဝိတံပုရိသတသေထံဓမ္မောသူစိဏောဒုက္ခမာဝဟတိသေသံဟဝေသာဓုတရံရသာနံပညာစီဝိဉ္ဇီဝိတာမဟုသေထံတိဧဝမာဒိနာဗန္တိဘဂဝတာဘာတိတံသိတော်မူမြင်တော်မူ၍ပူဇော်တုခန္ဓာမူလိုက်သောမြင်ရတာ၅ပါးတရားလုံးစုံကိုအကုန်စင်သိမြင်တော်မူသောဘုံတော်၆ပါးသခင်ထိုဖျားရှင်သည်ယခတန်ယုံ၌သံဃာနာရင်ဆရာများတို့သံဃာနာတင်ထားသောအာလဝကသုတ်တံဒေသနာကိုဘယ်ရဒေသ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဘယ်သို့သောအထုပ္ပါတိကြောင့်အဘယ်သို့သောအချင်းရာအပြင်ဟောကြားတော်မူခဲ့ပါသနည်းငါရှင်အာလဝိပြေအယဝေအာလဝကဘလူဤဗိမာန်တွင်၌ဗိမာန်ရှင်ဖြစ်သောအာလဝကဘလူကိုအကြောင်းပြု၍သာပင်ညူမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည်သာပင်ညူမြတ်စွာဘုရားသည်အာလဝကဘီလူကိုခြေချွတ်တော်မူအပ်သောငါသာဝတိပြည်မာတိခရီးယူဇနာ30ဝေးကွာသောအာလဝီပြည်အရသို့ညနေချမ်းအခါတပါးဒီကြွတော်မူလာ၍အာလဝကဘီလူဤဗိမာန်အတွင်းဝဲတရင်သုံးနေထိုင်တော်မူလျက်ရှိပါသည်ဘုရားကြောင့်တော်မှတရားနာ၍ပြန်ကြသောသာန္တာဂိရဘီလူဟေမဝတ္တဘီလူတို့သည်ကောင်းကင်ဂရီဖြင့်သွားကြသည်တွင်အာလဝကဘီလူ၏ဗိမာန်ထက်သို့ရောက်သောအခါမသွားနိုင်ရှိကြပါ၍အကြောင်းချင်းရာကိုစုံစမ်းလက်သည်ရှိသောသာပင်ညူမြတ်စွာဘုရားအာလဝကဘီလူ၏ဗိမာန်အတွင်းတရင်သုံးနေသည်ကိုသိကြသဖြင့်တရားရှင်အာဝတ္တဝါယုကျိုးရှိခိုးပြီလင်ဘလူပရိသအစီအဝေသို့သွားရောက်၍အာလဝကဘီလူအာလာဘာတေအာလဝကသုလတံတေအာလဝကအစာရှိသည်ဖြင့်အိုအချင်းအာလဝကသင်ဤဘုံဗိမာန်အတွင်းဝဲသာပင်ညူမြတ်စွာဘုရားတရင်သုံးဇန်နေတော်မူပါသည်သင်အားရတော်ပါပေစွာဟု၍ဝမ်းမြောက်ဝမ်းသာချီးမွမ်းစကားပြောကြားကြပါသည်ထိုကအာလဝကဘီလူသည်ပြင်းစွာအမျက်ထွက်လာ၍ထိုဘီလူအစီအဝေးမှထွက်ခဲ့ပြည်လင်ကေလာသတောင်ဒိဋ္ဌဝေမမရ၍ကိုမျိုးသောလက်နှကြီးတို့ဖြင့်ပြည့်စုံပါတော်လီသာပင်ညူများစွာဘုရားကိုတုံ့လုပ်စေခြင်းကမစွမ်းနိုင်သဖြင့်
နေခမသမဏယဟန်ကြီးငါဗိမှန်မထွက်တော်ဟု၍ပြောဆိုကျင်းဝါခဲ့ပါလိဒုက္ခသဗ္ဗညုမြတ်စွာဘုရားသည်မဟာကရုဏာတော်ပြဋ္ဌာန်း၍ချမ်းကြည်သောအတန်တော်ဖြင့်ဧဝမဟုသောကောင်းပါပြီဒါယကဟု၍ထိုအာလဝကဘလူဤဗိမာန်မှထွက်တော်မူခဲ့ပါသည်တဖန်အာလဝကဘလူသည်ပဝိသသမဏဟိုယံညီကိုဓမ္မတဖန်ဗိမာန်တွင်ပြန်ဝင်ဦးတော်ဟု၍ရောစုပြန်သောအခါလီထိုအတူပင်လည်းဧဝမဟုသောကောင်းပါပြီဒါယကဟု၍သာယာနုညွတ်ထိုဗိမာန်တွင်သို့တဖန်ဝင်တော်မူခဲ့ပြန်ပါသည်ဤနည်းအတူထွက်စေဝင်စေဟု၍သုံးချိန်တိုင်းတိုင်းပြောဆိုသောအခါသုံးချိန်တိုင်းတိုင်းပင်ဘုရားမြတ်စွာသည်အလိုသို့လိုက်ပါ၍ထွက်တော်မူဝင်တော်မူခဲ့ပါပေသည်ထိုကအာလဝကဗေလူသည်ငါတမူကဤယာညီကိုဓမ္မကိုထွက်စေဝင်စေသောအဖြစ်ဤနည်းအတူညှဉ်းပန်းနှိပ်စက်၍ဂင်္ဂမြစ်တစ်ဖက်သို့ပြစ်လွတ်အမှုအကြံဖြစ်ပြီးလင်သတုထာအကျဉ်းမြောက်၌နေခမသမဏဘိုးယာညီကိုဓမ္မဗိမာန်တွင်မှထွက်ခဲ့ပါလို့ဟူ၍ပြောဆိုကြပါသည်ထိုကသဗ္ဗညုမြတ်စွာဘုရားသည်အာလဝကဘလူ၏ဟောပြန်မှယွင်သောစိတ်အကြံကိုဝေဖန်ထင်ရှားသိမြင်တော်မူသည်ဖြစ်၍နာခွာအာဟုသောနေခမိတ်သာမိယန္တေကရဏိယံတံကရောဟိဒါယကအာလဝကဘီလူငါဖျားကမထွက်တော့ပါသင်ပြုလို့ရန်ရှိသည်များသောကိစ္စကိုသာလင်သင်ပြုလုပ်ဖွယ်ရှိပါတော့သည်ဟုမိန်ကြတော်မူလာသည်တွင်ပညာတေသမဏပုစိတ်သာမိယတိမေတွန်းနာပြကရိတတိစိတ်တံဝါတေခိပိတ်သာမိဟရိယံဝါတေဖာလိသာမိပါတိသူဝါကေတောပါရခေငါယခိပိတ်သာမိဟု၍အိုယာညီကိုဓမ္မအသင်အားငါသည်အမေပု္ပ္ပာပြတနာကိုမေးမြန်းပါအကယ်၍ငါ၏အမေပု္ပ္ပာပြတနာကိုပြေလီစွာမဖြူရေးဆိုနိုင်လတ်သည်ရှိသောသင်ဤစိတ်ကိုလိဖောက်ပြန်ယူသွတ်သွားအောင်ငါပြုပါသင်ဤနှလုံးသားကိုသောမူလိဖောက်ခွဲပါခြေတော်ကိုဆွဲကိုင်း၍ဂင်္ဂါမြစ်တစ်ဖက်သို့သောမူလိငါပြည့်အံ့ဟူ၍ကျိန်မောင်းစကားပြောကြားခဲ့ပါသည်ထိုအခါသဗ္ဗညုမြတ်စွာဘုရားကနာတံအာဟုသောပတ္တမိသဒေဝကေလောကေသမာရကေသဗျမကေသသမဏဗျာမဏိယမဇာယသဒေဝမနုဿာယယောမေစိတ်တံဝါခိပေယဟရိယဝါပါဠိယပါတိသူဝါကဟိတဝါပါရကင်္ဂာယခိပေယအပိစတွန်းအာဟုသောပု္ပ္ပယတာကင်္ဂတိဟူ၍အာလဝကဗီလူနတ်မြမနှင့်တကွာသောတတ္တလောကအတွင်းဝယ်ငါဖျားဤစိတ်နှလုံးကိုဖောက်ပြန်သွားအောင်ပြုလုပ်နိုင်သောသူငါဖျားဤနှလုံးသားကိုဖောက်ခွဲနိုင်သောပုဂ္ဂိုလ်ငါဖျားဤခြေတော်ကိုဆွဲကိုင်း၍ဂင်္ဂါမြစ်တစ်ဖက်သို့ပြည့်လွတ်နိုင်သောပုဂ္ဂိုလ်တစုံတယောက်ကိုမျှငါဖျားဤသဗ္ဗညုတဉာဏ်တော်ဖြင့်ကြည်တော်လီမမြင်ရပါသို့စေကမူအသင်အလိုရှိသောအမေပု္ပ္ပာပြတနာကိုအသင်အလိုရှိသည့်အတိုင်းမေးမြန်းပါဟုသဗ္ဗညုမြတ်စွာဘုရားတို့၏ဖိတ်ကြားတော်မူခြင်းဖြင့်ဖိတ်ကြားတော်မူလာပါသည်ထိုအခါလဝကဗီလူသည်မိဘတို့လက်ထက်ကပင်ဆင်းသက်ခဲ့သောကံသဘာမြတ်စွာဘုရား၏သာသနာတော်မှအစဉ်သဖြင့်လာခဲ့သောမိမိလက်ထက်ဝယ်အဖြေဝိသေသနာစကားတွေပြောက်သဖြင့်အမေပု္ပ္ပာပြတနာလောက်သာလင်ရွှေပေလွှား၌ကြံရစ်သောအမေပု္ပ္ပာပြတနာကိုသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားအားမေးလျောက်အံသောငါဂိန္ဓုဒဝိတံပုရိသသာသေထံဂိန္ဓုသူစိန်သောဒုက္ခမာဝဟာတိ
ကိန္တုဟဝေသာဓုတရံရသာနံကထံဇီဝိဇီဝိတမဟုသေတံဟုဩယာညီဂေါတမဤလောကဝေပုဂ္ဂိုလ်သတ္တဝါသူသူငါငါတို့ဤပိစုပန်တန်တရားနထာနဝေအမြတ်ဆုံးချီးမွမ်းအဆုံးသောဥစ္စာယရနာဟုသည်အဘေတရားဖြစ်ပါသနည်းအဘေမည်သောတရားသည်နေ့ရှိယမြလေလာပွားများအပ်သည်ရှိသောချမ်းသာဒုက္ခတရားကိုရွယ်ဆောင်နိုင်ပါပြီသနည်းဤလောက၌ရှိသမျှသောအယသာတကားတို့တွင်အချိုးမြင့်ဆုံးသောအယသာဟုသည်အဘေတရားမျိုးဖြစ်ပါသနည်းအဘေသူသဘောရှိသောပုဂ္ဂိုလ်၏အသက်ရှင်ခြင်းကိုအထူးသဖြင့်ချီးမွမ်းအမြတ်သောအသက်ရှင်ခြင်းဟူ၍ခေါ်ဆိုရပါသနည်းဟု၍မေးမြန်းလျောက်ထားခဲ့ပါသည်ဒုက္ခသာဖြင့်ညူများစွာဘုရားသည်ကသဗ္ဗဘုရားရှင်ဖြေတော်မူခဲ့သောနိလံအစဉ်အတိုင်းပင်လည်းသာတိတာဝိတံပုရိသံသာတေထံဓမ္မောသူစိန်သောဒုက္ခမာဝတိသေသံဟဝေသာဓုတရံရသာနံပညာစီဝိဉ္စီဝိတမဟုသေထံဩအာလဝကဘိလူဤလောက၌သူသူငါငါများစွာသောတတ္တဝါတို့၏ခုဝဓမ္မပစ္စုပန်နှင့်ဓမ္မလွန်နောက်ဘဝဝေလွန်စွာအကျိုးစီးပွားဖြစ်ထွန်းစေတတ်သောဥစ္စာယရနာအစစ်ဟူသည်မှာယရနာသုံးဏကံကံ၏အကျိုးကိုယုံကြည်ခြင်းတရားပင်ဖြစ်ပါတော့သည်အဖန်မံအထထလေလာစီဘူးပွားများအပ်သည်ရှိသောချမ်းသာမျိုးမျိုးကိုရွယ်ဆောင်တတ်သောတရားတစ်ပါးဟူသည်မှာသူစရိုက်7ပါးကုသိုလ်တရားတို့ပင်ဖြစ်ပါတော့သည်ဤလောကဝေအယတာအမျိုးမျိုးရှိသည်အနက်အထူးသဖြင့်ချိုမြင်ကောင်းမြတ်လာသောအယတာဟူသည်မှာဝစီမင်္ဂလာမှန်ကန်သောသစ္စာစကားပင်ဖြစ်ပါတော့သည်ဤလောကဝေအသက်ရှင်ညာခြင်းအမျိုးမျိုးတို့အနက်ပညာဖြင့်အသက်မွေးခြင်းအသက်ရှင်ခြင်းကိုအထူးသဖြင့်ချီးမွမ်းအပ်သောအသက်မွေးခြင်းအသက်ရှင်ခြင်းဟူ၍ခေါ်ဆိုရပါသည်ဟုသာပင်ညုဘုရားဖြေကြတော်မူခဲ့ပါသည်တဖန်လင်းဝါလာဝကဘိလူသည်ကထံသုတရတိဩကံကထံသုတရတိအနဝံကထံသုဒုက္ခမေစေတိကထံသုပရိသုဇတိဩအရှင်ကြီးဂေါတမအဘယ်မည်သောတရားဖြင့်ဩကလေးသွဲရေရင်ချမ်းကိုကုသန်းထုတ်ချောက်လွန်မြောက်နိုင်ပါသနည်းအဘယ်မည်သောတရားဖြင့်သံဃာတိဟုသောသမုဒ္ဒရာကြီးကိုကုသန်းထုတ်ချောက်လွန်မြောက်နိုင်ပါပေသနည်းအဘယ်မည်သောတရားဖြင့်သံဃာဝဋ္ဒုက္ခကိုလွန်မြောက်စေနိုင်ပါသနည်းအဘယ်မည်သောတရားဖြင့်သံဃာဒုက္ခကိုစင်ကြယ်စေနိုင်ပါသနည်းဟုတဖန်ထ၍လေးရသောပု္ပ္ပာတို့ကိုမေးမြန်းလျောက်ထားပြန်ပါသည်ဒုက္ခသဗ္ဗညုများစွာဘုရားသည်သာဒာယတရတိဩကံအပမဒေနအနဝံဝိရိယေနဒုက္ခမစ္စေတိပညာယပရိသုဇတိဟုဩအာလဝကဘိလူသောတာပန်ဖြစ်ဖို့ရာအင်္ဂါ၄ပါးတို့တွင်တပါးပါဝင်ဖြစ်သောတရားတရားဖြင့်ဩဃလေးသွဲရေချမ်းကိုကုသန်းထုတ်ချောက်လွန်မြောက်နိုင်ပါပေသည်အပမဒတရားဖြင့်သံတရားတိဟုသောပြင်ကျယ်ပင်လေသမုဒ္ဒရာကြီးကိုကုသန်းထုတ်ချောက်လွန်မြောက်စေနိုင်ပါပေသည်ဝီရိယလုံလာဖြင့်သံတရားဒုက္ခကိုလွန်မြောက်စေနိုင်ပါပေသည်အရဟတမေပညာဖြင့်ဤသံတရားဆင်းရဲကိုစင်ကြယ်စေနိုင်ပါသည်ဟုအရဟတမေအရဟတဖို့အထွတ်တတ်သောအဖြေစကားအရာဖြင့်ဖြေကြတော်မူလပ်ပါသည်
ဤအဖြစ်လေးရ၏အဆုံးဝယ်အာလဝကဘိလူသည်သောတာပန်တည်ခဲ့ပါသည်ထိုကာလဝကဘိလူသည်တဖန်ဆက်လျောက်၍ကထံသူလဘတေပညာကထံသူဝိန္ဒတေဒနာကထံသူဂိတ်တိံဘဘောတိကထံမိဒ္ဓာနိကန္ထတိအာတမလောကပရံလောကံကထံပစ္ဆနာသောစတိဟုဘုံတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားအဘယ်မည်သောအကြောင်းယုတ်တည်းအဘယ်မည်သောတရားအဆုရှိပါမှလောကီလောကုတ္တရာပညာတရားကိုရရှိနိုင်ပါသနည်းအဘယ်သို့သောတရားကိုလက်ကင်ထားပါမှစည်းဝါဥစ္စာကိုရရှိနိုင်ပါသနည်းအဘယ်သို့သောတရားလက်ကင်ထားပါမှဤလောကဝယ်ထင်ရှားကြော်ကြားနိုင်ပါသနည်းအဘယ်သို့သောတရားလက်ရှိထားပါမှအဆွေခင်မွန်းတို့ကိုပြည့်စုံစေနိုင်ပါသနည်းဤလောကမှာဓမ္မလွန်လောကသို့သုတိပြတ်၍သေလွန်၍သွားသောအခါအဘယ်တရားပါရှိမှဓမ္မလွန်လောက၌မစိုးရိမ်ရာပဲရှိပါသနည်းဟုအမေပု္ပ္ပာပြတနာ900ကိုတဖန်ထပ်၍လျောက်ဆိုရပါသည်ထိုခါသဗ္ဗညုမြတ်စွာဘုရားသည်သတ္တဟာနောအရဟတံဓမ္မံနိဗ္ဗာနပတ္တိယသုံးသူသံလဘတေပညာအပ္ပမတောဝိသကနောပတိရူပကာရီဒုရဝဥဒ္ဓတာဝိန္ဒတိတနံသစ္စေနာဂိတိံပဘောတိတတံမိဒ္ဓာနိကန္တတိအာသမလောကပရံလောကံဧဝံပစ္ဆနာသောစတိယသေတေသတုရောဓမ္မသတ္တသကရမေတိနောသစ္ဆံဓမ္မောဒိဋ္ဌိသာကောသာဝေပစ္ဆနာသောစတိဟု၍ဩအာလဝကဘိလူဤလောကဝေအရိယာသခင်အရှင်သူမြတ်တို့၏နိဗ္ဗာန်ရောက်ကြောင်းကောင်းမြတ်သောတရားစကားကိုယုံကြည်ခြင်းတရားတရားလက်ရှိထား၍၎င်းတရားတရားရှိပြီးလင်သီးကခြင်းသီးကပြီးလင်ရိုသေစွာဈာနာခြင်းတည်းဟုသောသုတ္တသာတရားလက်ရှိထား၍၎င်းမမေ့မလျော့မပေါ်မဆာခြင်းတည်းဟုသောအပ္ပမဒတရားလက်ရှိထား၍၎င်းအကြောင်းအကျိုးကိုဆင်ခြင်တိုင်းထွာနိုင်စာခြင်းတည်းဟုသောဝိသကနာတရားလက်ရှိထား၍၎င်းဤတရား၄ပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်သည်လောကီလောကုတ္တရာပညာမျိုးကိုရရှိနိုင်ပါပေသည်။ဩအာလဝကဘလူသင်တင်လျောက်ပါသောအမှုကိုပြုလုပ်ခြင်းတည်းဟုသောပฏิရူပကာရီကိုစေတသိကလုံလဝရိယနှင့်ပြည့်စုံခြင်းတည်းဟုသောဒုရဝါဟိကုံကာယီကလုံလနှင့်ပြည့်စုံခြင်းတည်းဟုသောဥဒ္ဓာနသမ္မဒါဂုံဤကျေစုဂုံနှင့်ပြည့်စုံသောပုဂ္ဂိုလ်တို့သည်လောကဝေစည်းစိမ်ဥစ္စာတို့ကိုရရှိနိုင်ပါပေသည်ဝစီမင်္ဂလာမှန်ကန်သောသစ္စာစကားဖြင့်ကြော်ကြားထင်ရှားခြင်းကောင်းသောတရင်ကြော်ကြားခြင်းကိုရရှိနိုင်ပါပေသည်လူတစ်ဖက်သားတို့အနီးများမဆိုပေးကံလှူဒန်းခြင်းဖြင့်အဆွေခင်မွန်းတို့ကိုပြည့်စုံစေနိုင်ပါပေသည်ဤသို့အပ်ပြီးတော့လုံလာဝေရိယဤသို့အပ်ပြီးတော့သုတ္တုသာအယင်ခံသည့်တရားမျိုးဤသို့အပ်ပြီးတော့အလှူဒါနဤသို့အပ်ပြီးတော့ဝရိယတရားမျိုးဤတရား၄မျိုးပြည့်စုံသောပုဂ္ဂိုလ်သည်ဓမ္မလွန်လောကဝယ်ဆိုရင်ရခြင်းမရှိပါဟုသာဘိညုမြတ်စွာဘုရားသည်လျောက်ဆိုအားပြီးသောအထုပ္ပကြောင့်အာလဝကဘလူကိုအကြောင်းပြု၍ဒီအာလဝကသုတ်တံဒေသနာတော်မြတ်ကိုသောတာပတ္တိဖို့သို့အာလဝကဘလူရောက်သည့်တိုင်အောင်စိတ်ပြခွဲကြဟောကြားတော်မူအပ်ပါသည်အရှင်ဘုရား